လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနမြစ်တနာမြို့နယ်ဦးစီးမှုရုံးမှအစိုးရသစ်ကာလရက်တရာစီမံချက်ဖြင့်ဆောင်ရွက်သည့်နိုင်ငံသားစီစစ်ရေးကပ်ပြားပေးအပ်ပွဲကို2026ခုနှစ်မေလ14ရက်နေ့ကစုပေါင်းရုံရှိမနှောရှိမြေခမ်းမ၌ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အခမ်းအနားသို့ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများလွှတ်တော်ကိုယ်စားလှယ်များဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ပြည်သူလူထုများတက်ရောက်ခဲ့ကြပြီးပြည်내ဝန်ကြီးချုပ်ဦးခက်ထိန်နန်းကအဖွင့်အမှာစကားပြောကြားခဲ့တယ်လို့သိရပါတယ်။ဝန်ကြီးချုပ်ကနိုင်ငံတော်အကြီးအကဲ၏လက်ညွှန်ချက်များနဲ့အညီပြည်သူများ၏လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်မဖြစ်မနေလိုအပ်ပြီးအခြေခံအကျဆုံးဖြစ်သည့်နိုင်ငံသားကပ်ပြားများအောင်ဥပဒေလုံထုံးလုံနည်းများနဲ့အညီစီစစ်ဆောင်ရွက်ထုတ်ပေးခြင်းလုပ်ငန်းနဲ့အတူနိုင်ငံတော်နှင့်နိုင်ငံသားများ၏အချက်အလက်များကိုဘေးကင်းလုံခြုံစွာထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ UID ဆောင်ရွက်ထုတ်ပေးရေးလုပ်ငန်းများကိုအလေးထားဆောင်ရွက်လျက်ရှိကြောင်းမိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ဒါအပြင်အသက်10နှစ်နဲ့18နှစ်ပြည့်နိုင်ငံသားများအောင်ဥပဒေနဲ့အညီနိုင်ငံသားစစ်ဆေးရေးကပ်ပြားများထုတ်ပေးနိုင်ရေးသည်အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်အိမ်ထောင်စုလူဦးရေစီးရင်နှင့်နိုင်ငံသားနိုင်ငံသားပြုခွင့်ရသူဟုတ်မဟုတ်တို့ကိုဥပဒေနဲ့အညီစီစစ်ကောင်သက်ဆိုင်ရာကပ်ပြားများထုတ်ပေးလျက်ရှိကြောင်းလည်းပြောကြားခဲ့ပါတယ်။အစိုးရသစ်ကာလရက်တရာစီမံချက်အရဧပြီလ20ရက်နေ့မှဇူလိုင်လ31ရက်နေ့အထိအသက်18နှစ်ပြည့်ပြီးနိုင်ငံသားစီစစ်ရေးကပ်ပြားမရှိသေးသူများအောင်ဥပဒေလုံထုံးလုံနည်းများနဲ့အညီဆောင်ရွက်ပေးလျက်ရှိပြီးထို့တို့လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက်လွှတ်တော်ကိုယ်စားလှယ်များရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များတိုင်းနာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များယာယီတိုက်ပွဲရှောင်စခန်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်းသိရပါတယ်။ယမနေ့ကပြုလုပ်သည့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြစ်တနာမြို့နယ်ဦးစီးမှုရုံးမှအစိုးရသစ်ကာလရက်တရာစီမံချက်ဖြင့်ဆောင်ရွက်ပေးထားသည့်နိုင်ငံသားစီစစ်ရေးကပ်ပြားပေးအပ်ပွဲမှာလူဦးရေ128ဦးကိုပေးအပ်ခဲ့တယ်လို့လည်းသိရပါတယ်။မြစ်တနာခရိုင်တွင်ရှိမြစ်တနာဝိုင်းမော်နဲ့အင်ဂျန်ရမြို့နယ်များမှာအသက်10နှစ်မှ18နှစ်ကြောင်း6266ဦးနဲ့အသက်18နှစ်နဲ့အထက်3926ဦးတို့အောင်နိုင်ငံသားစီစစ်ရေးကပ်ပြားထုတ်ပေးနိုင်ရေးအတွက်ရထားဆောင်ရွက်ထားကြောင်းလည်းသိရပါတယ်။ဒါအပြင်လမင်းစီမံချက်အရ2026ခုနှစ်ဇွန်လ1ရက်နေ့မှဇူလိုင်လ31ရက်နေ့အထိကျောင်းဖွင့်ရာသည့်အတွင်းပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းကအသက်10နှစ်နဲ့အထက်18နှစ်မပြည့်သေးသည့်ကျောင်းသားကျောင်းသူများအောင်သက်ဆိုင်ရာကျောင်းများသို့ဝင်ဆင်း၍နိုင်ငံသားစီစစ်ရေးကပ်ပြားများဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။ဆက်လက်ပြီးနိုင်ငံသားစီစစ်ရေးကပ်ပြားထုတ်ပေးရေးလုပ်ငန်းများအတွက်လိုအပ်သည့်တပ်ပုံရိုက်ကူးခြင်းနှင့်သွေးစစ်ဆောင်ရွက်ခြင်းလုပ်ငန်းများကိုသက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီးကပ်ပြားထုတ်ပေးပြီးသူများအောင် UID စနစ်ဖြင့်တဘာရင်းရိုက်ကူးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။